လင်ရှိတဲ့မယားနဲ့မယားရှိတဲ့လင်တို့ဖောက်ပြန်ကြရင်ဘယ်လိုအမှုမျိုးဆွဲဆိုဆောင်ရွက်လို့ရနိုင်ပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ online ပေါ်မှာမေးမြန်းထားတဲ့မေးခွန်းလေးတစ်ခုနဲ့ဆွေးနွေးမျှဝေပေးခြင်းပါတယ်အဲ့ဒီမေးခွန်းလေးကတော့လင်ရှိမယားနဲ့တဲ့မယားရှိလင်ဖောက်ပြန်ကြရဝဲတဲ့လင်ခိုးမှုမရခိုးမှုနဲ့တဲ့နှစ်ဖက်စလုံးဆွဲဆိုလို့ရသလားဆိုပြီးတော့မေးမြန်းထားပါတယ်အဲ့တော့ဒီဆွေးနွေးမှုကတော့ကျွန်တော်ရာဇဝတ်မှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ရာဇသက်ကြီးပုံမှန်၄ခုခွန်မှာမြေခိုးမှုနဲ့ပတ်သက်ပြီးတော့မှပြဋ္ဌာန်းထားတာရှိပါတယ်ဒါပေမဲ့လို့ရာဇသက်ကြီးမှာပေါ့နော်လေခိုးမှုနဲ့ပတ်သက်ပြီးတော့မှပြဋ္ဌာန်းချက်တစုံတရာမရှိပါဘူးဒါကြောင့်မလို့မြေခိုးမှုကိုဆွဲဆိုလို့ရတော့လည်းပဲလင်ခိုးမှုဆိုပြီးတော့မှဆွဲဆိုလို့မရပါဘူးအဲ့တော့မေခွန်းရှင်ရဲ့မေးမြန်းထားတဲ့မေခွန်းကိုဓာတ်ရိုက်ဆွေးနွေးမျှဝေဖြေကြားပေးရမယ်ဆိုလို့ရှိရင်လင်ရှိတဲ့မယားရှိတဲ့လင်လို့ပြောတဲ့အတွက်နှစ်ဦးစလုံးဟာအိမ်အောင်ရှိတဲ့သူတွေဖြစ်ပါတယ်အဲ့တော့အိမ်အောင်ရှိတဲ့သူနှစ်ဦးဟာဖောက်ပြန်ကြမယ်ဆိုလို့ရှိရင်လင်ခိုးမှုနဲ့ဆွဲလို့ရသလားမရခိုးမှုနဲ့ဆွဲလို့ရသလားဆိုတာကိုစဉ်းစားနေကြရမလို့ပါဘူးသူတို့နှစ်ဦးစလုံးကို2015ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်လို့ရပါတယ်အဲ့တော့တာမာအဖြစ်လက်ရှိအခြေအနေမှာမြေခိုးမှုကိုဘယ်လိုအနေအထားမျိုးမှာသုံးသလဲဆိုရင်အမျိုးသမီးဟာအိမ်အောင်ရှိတဲ့သူဖြစ်တယ်အမျိုးသားဟာအိမ်အောင်မရှိဘူးလွတ်လပ်သူဖြစ်တယ်သူတို့နှစ်ဦးဖောက်ပြန်ကြမယ်ဆိုလို့ရှိရင်အမျိုးသမီးကိုတလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်ပြီးတော့အမျိုးသားကိုတော့၄ခုခွန်ပေါ့နော်မြေခိုးမှုနဲ့အရေးယူဆောင်ရွက်ပါတယ်အဲ့တော့အမျိုးသားအိမ်အောင်ရှိတဲ့သူဖြစ်တယ်အမျိုးသမီးဟာအိမ်အောင်မရှိဘူးလွတ်လပ်သူဖြစ်မယ်ဆိုလို့ရှိရင်တော့အမျိုးသားကိုတလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်လို့ရတော့လေအမျိုးသမီးကိုတော့အစကတည်းကလင်ခိုးမှုဆိုတာမရှိတဲ့အတွက်လင်ခိုးမှုနဲ့အရေးယူဆောင်ရွက်လို့မရနိုင်ပါဘူးအဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုရင်ဖောက်ပြန်ကြတဲ့သူနှစ်ဦးစလုံးဟာအိမ်အောင်ရှိတယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့နှစ်ဦးကိုတလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်လို့ရပါတယ်အမျိုးသမီးဟာအိမ်အောင်ရှိသူဖြစ်ပြီးတော့အမျိုးသားဟာအိမ်အောင်မရှိတဲ့သူဖြစ်မယ်ဆိုလို့ရှိရင်တော့အမျိုးသမီးကိုတလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူပြီးတော့အမျိုးသားကို၄ခုခွန်ရခိုးမှုနဲ့အရေးယူဆောင်ရွက်လို့ရပါတယ်အမျိုးသားဟာအိမ်အောင်ရှိသူဖြစ်ပြီးတော့အမျိုးသမီးဟာအိမ်အောင်မရှိတဲ့သူလွတ်လပ်သူဖြစ်မယ်ဆိုလို့ရှိရင်တော့အမျိုးသားကိုပဲတလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်လို့ရမှာဖြစ်ပါတယ်အမျိုးသမီးကိုတော့အစကတည်းကလင်ခိုးမှုဆိုတာမရှိတဲ့အတွက်လင်ခိုးမှုနဲ့အရေးယူဆောင်ရွက်လို့မရနိုင်ဘူးဆိုတာလေးကိုဆွေးနွေးမျှဝေဖြေကြားပေးလိုက်ရပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရပ်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။